ဒီနေ့ကတော့မမေကိုယ်တိုင်ဖြောတိုက်တဲ့စက်ကဖြောရည်လေးတောင်းနေတာပါဟာရရှိပြီးတော့ကျမကြီးနဲ့ညီညွတ်မြတ်တာတဲ့စားတောက်လေးလဲစားရမယ်နော်အပြင်စားလေးကြီးတဲ့အမြဲမစားရအောင်နော်ဒါလေးဆိုရင်စက်ကတစ်လုံးပဲစက်ကတစ်လုံးဆိုရင်3000လေးရတယ်ကွာစက်ကတစ်လုံး3000ကိုဒါမှနမနဲ့ရအေးနှစ်ခွက်ရတယ်ပြီးတော့အဲ့ဒီအေးမှာဆိုရင်တကြားလေးပေါ့တကြားကိုဒီတိုင်းထည့်ထားတဲ့ဆိုင်တကြားလေးကိုကျိုးထားလိုက်ကျိုးပြီးရေခဲတက်တာရေးထည့်ထားလိုက်အဲ့ဆိုပို့တောက်လို့ကောင်းတယ်တကြားလေးကပျော်ပြီးတော့တကြားရည်လေးနဲ့လွယ်လွယ်လေးပါအသီးလေးကိုဖြောအသီးလေးကိုချမ်းပြီးညစ်ပြီးတော့တကြားရည်လေးနဲ့ရေခဲရည်လေးနဲ့ရောလိုက်ရုံပဲအဲ့ဒါဆိုတန်ရှင်းလက်ဆက်ပြီးတော့ကျမကြီးနဲ့ညီညွတ်တယ်တသားဆိုရမ်းကြမေမေကစံကဖြော်ရေးဖြော်တိုက်တယ်လိမ္မော်ဖြော်ရေးဖြော်တိုက်တယ်ပြီးမနမနှစ်ယောက်ရမ်းတဲကြတာလိမ္မော်သီးဆိုနှလုံးဖြော်ရပါတယ်စံကသီးဆိုတစ်လုံးလောက်ပါတယ်ရှင်ဂျင်းနုပြပြလိုက်အောင်ကောင်းမကောင်း review လေးချင်းချင်းလေးနဲ့ကောင်းတန်မြာသီးလေးနဲ့ညက်ထားချင်းချင်းလေးနဲ့တော့ကောက်တော့လို့ကောင်းမမေလေးရကြိုက်တယ်ပေါ့အဲ့ဆိုဘယ်လိုပြော Thank you Thank you တတဘယ်လိုပြောရမလဲမမေကိုThank you ညာတိုင်းပြောလို့ပြောလေညဆိုတတဘယ်လိုပြောရမမေတို့ဖေဖေနဲ့မေမေလောရေကွက်ဖက်ကွက်လို့အောက်ချပြောဖေဖေမေမေဘေးမမောက်ဘေးတေချာလေးပြောဖေဖေမေမေအောက်ထည့်ပြောလေဖန်ကွက်ကြီးရသေးတယ်ဖေဖေနဲ့မေမေကျေးဇူးပြသမီးကလည်းပြောအောင်လို့မောင်လေးလိုလေးပြောဖေဖေနဲ့မေမေကျေးဇူးရှင်ဟုတ်တယ်ကဲတသားမိမိတို့လည်းဖေဖေမေမေတွေကိုကျေးဇူးတင်ပါတယ်လို့မြဲပြောရမယ်နော်ဖေဖေမေမေတွေကတသားမိမိတွေအတွက်အရန်ပင်ပန်းပြီးအရန်စူးစမ်းကြရတာပါကျေးဇူးတင်ပါတယ်နောက်ဖလော်လေးတွေမှာပြန်တွေ့ပါမယ်ဟောကြည်နူးနဲ့တသားကတော့လက်ညိုးတွေထိုးပြီးတော့